ကိုကဘာမှအပြစ်မရှိဘဲနဲ့စိတ်အေးလက်အေးနေလို့မရတဲ့အဖြစ်က anxiety ဖြစ်ဖို့ရာအကြီးမားဆုံးအကြောင်းပဲငါမကောင်းတာမလုပ်ရင်ငါမှအန္တရာယ်မရှိဘူးငါရိုးရိုးသားသားလုပ်မယ်ဆိုရင်ငါရတဲ့အခွင့်အရေးကိုရိုးရိုးသားသားနဲ့ရမှာပဲလို့ယုံကြည်လို့ရတယ်ဆိုရင်နည်းနည်းစိတ်အေးတယ်ကို့မှာရည်တည်ရလေးတစ်ခုရှိတယ်ဒီလိုနေရင်စိတ်အေးရမှာပဲဆိုတဲ့နေနီးထိုင်နီးလေး lifestyle လေးကိုအားကိုးလို့ရတယ်အဲ့ဒါမှအားကိုးလို့မရတော့ဘူးဆိုရင်သူ့ anxiety ကအကန့်အသတ်မရှိတော့ဘူးဒါကြောင့်လူတွေမှာအဲ့လိုမဖြစ်တဲ့ anxiety မျိုးတွေဖြစ်နေပြီဆိုရင်စိုးရိမ်စရာကောင်းတယ်ဘာလို့တင်တယ်လဲကိုယ်စိတ်ကိုတတိချာချာသိတဲ့အသည့်ဟာပိုးပြီးတော့အားကောင်းလာလေလေအဲ့ဒီ anxiety လို့ခေါ်တဲ့တောကကိုလွန်မြောက်နိုင်ဖို့နဲ့ခန္ဓာရည်ပိုရှိဖို့ကအခွင့်အရေးလားလာပိုများလာလေလေပဲဒါဟာတခုတည်းသောအားကိုးစရာဖြစ်တယ်ဒါကြောင့်ငယ်ကလေးကကိုယ်စိတ်ကိုကြည့်တဲ့အလေးချင်းကိုလုပ်ရမယ်ဒါလို့တင်နေ